Hello မင်္ဂလာပါရှင်ကျမဒီနေ့ pick up line reading တစ်ခုလုပ်ပေးပါမယ် reading ရဲ့ title ကသူတင်းကိုချစ်သေးလားဆိုရဲ title နဲ့လုပ်ပေးမှာပါဒါပိုင်1မှာ point 2ပါ point 3ပါကိုနှစ်သက်တဲ့ပိုင်လေးကိုယူလို့ရပါတယ်ထက်နီးမှာလည်းကျမပုံလေးသုံးပုံထားပေးပါမယ်ရှင်ဆိုတော့ဒီ title မှာတော့တစ်ဖက်သူอ่ะပေါ့နော်ကိုယ့်ရဲ့ ex ဖြစ်လို့ရတယ် crush ဖြစ်လို့ရတယ်ကိုယ့်ရဲ့လက်ရှိ relationship လည်းဖြစ်လို့ရတယ်ဒါမှမဟုတ်ဘူးဆိုရင်လည်းဒါကိုရည်ရွယ်ထားတယ်ပေါ့နော်တရားရောက်ဖြစ်လို့ရတယ်ပေါ့နော်ဆိုတော့သူတင့်ကိုချစ်သေးလားဆိုတော့ဟာကိုကြည့်ပေးမှာပေါ့နော်ဆိုတော့ okay ပိုင်1လေးကနေစပြီးတော့လိုက်ကြပါမယ် okay ပိုင်1လေး Six of Wands တင့်ကိုလိုချင်တာပေါ့ရှင်တင့်ကိုလိုချင်တာအများကြီးမပြောတော့လိုချင်တာเนาะဆိုတော့အဲ့ energy ကိုတန်းရတယ်ဆက်ပြီးတော့လီနော်မန်လေးနဲ့ကြည့်လိုက်မယ်တင့်ကိုချစ်သေးလားသူကလေတခုဆိုရင်လည်းရှုပ်ထွေးတတ်တဲ့ complicate ဖြစ်တတ်တဲ့လူမျိုးထင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်မှာအော်တန်လေးကြားရမယ်ထင်တယ်gift တခုလိုမျိုးပေါ့နော်နားထောင်ပေးပါလက်ဆောင်တခုအနေနဲ့သတ်မှတ်ပြီးတော့ပဲနားထောင်ပေးပါရှင်နည်းနည်းလေးတော့ noise ဖြစ်နေပါလိမ့်မယ် okay တင့်စီကိုရောက်လာလိမ့်မယ်ဒီလားဒီလူဒီရဝရလူမျိုးဖြစ်နိုင်တယ်တင်ရွယ်လိုက်တဲ့သူဒီရဝရလူမျိုးတင်နားမှာရှိမနေဘူးစိတ်ချင်းဝေးกว่าနေရလို့မခံစားဘူးသူ့အတွေးတွေမှာတင်ရှိရတင်ရလာပြီးတော့တချို့ဆိုရင်ဘာလဲဆိုတော့မင်းငါတွေးတဲ့ကိုလာရှုပ်လိုက်တာဆိုပြီးသူပါဇက်ကနေပြီးတော့ထုတ်ပြောတာဖြစ်ဖြစ်ဒါမှမဟုတ်သူ့ရဲ့တကယ်ပေါ့နော်သူ့ရဲ့သိစိတ်မှာအဲ့လိုတွေးရဖြစ်နိုင်တယ်ဒါပေမဲ့ဘယ်လိုပြောမလဲသူမသိစိတ်မှာတော့ဒီတကယ်တော့ကိုတွေးကိုရှုပ်တယ်ဆိုတာကိုတိုင်းပဲပေါ့နော်ဆိုတော့သူတွေးကိုရှုပ်တာသူကိုယ်တိုင်းပဲဒါပေမဲ့ तू ကဘယ်လိုမျိုးလဲဆိုတော့ငါတွေးကိုမင်းကလာရှုပ်နေရလို့ထင်တယ်တကယ်တော့သူတွေကကိုတွေးဆိုတော့ကိုက control လုပ်လို့ရတယ်လေနော်ဒါပေမဲ့အဲ့ဒါကိုမလုပ်ဘဲနဲ့မလုံးနိုင်ဘူးဆိုတော့အဲ့ဒါဘယ်လိုပြောမလဲသူ့မှာလည်းတောင်းဝင်ရှိရကွယ်တိလားဒါပေမဲ့ तू ကအဲ့လိုမျိုးတွေးရမင်းကငါတွေးလာရှုပ်နေရပဲဆိုပြီးတော့ဒါပေမဲ့ တော့ကိုလိုချင်တယ်သူလေတခြားသူတွေသူ့မှာမရှိလို့တော့မဟုတ်ဘူးသူ့မှာတခြားသူတွေတခြား relation တွေတခြား partner တွေတည်ရမလားစကားရွယ်ပြောလို့ရတဲ့သူတွေရှိရယ်ဒါပေမဲ့အဲ့လိုရှိရဆိုရင်တော့မှလေချီတုံနုံညူတချင်ခေါင်းထဲမှာပြန်ကြားလာအဲ့လို Charlie Push ရဲ့လေတချင်လေအနားထဲမှာပြန်ကြားလာဆိုတော့တစုံတယောက်နဲ့စကားပြောရဲ့အချိန်တိုင်းတစုံတယောက်ကိုတွားပြီးတော့မင်းမဟုတ်တဲ့တခြားတစုံတယောက်ကိုစိတ်ထဲမှာတွေးလိုက်မိရဲ့အချိန်တိုင်းမှာတဲ့။ဘာလေးခံစားရလဲဆိုတော့တည်ရမလားနင်းတက်ဆာမရှိဘူးပေါ့နော်ကိုခံစားချက်တွေပါမှာကိုတက်ဆာမရှိတဲ့လူတယောက်လိုခံစားရပါတယ်တဲ့ပြောချင်တာကတော့မင်းတို့တက်ဆာမပေါက်နိုင်ပါဘူးဆိုတော့ energy မျိုးပဲပေါ့နော်ဆိုတော့ okay အဲ့တော့King of Swords sorry Knight of Swordsကိုကျွန်မ King of Swords တူမြင်လိုက်တာသူကလေလာဆက်တွေ့ဖို့ရှိရဆိုတော့ crush ဆိုရင်လည်းလာပြစကားပြောဖို့ရှိရစကားပြောနေတာမျိုးဒါမှမဟုတ်စကားပြောဖို့ရှိတာမျိုးလက်ရှိ relationship ဆိုရင်လည်း cannot coins အနေထားနဲ့ဘယ်လိုပြောမလဲကို commitment ပေါ့နော် commitment ပေးရမျိုး commitment ရပြီးသား relationship တွေဆိုရင်လည်းဒါရှေ့ဆက်သွားဖို့ plan တွေကိုပဲသူစီစဉ်တာမျိုးဒီ connection ကိုနောက်ဆုတ်ဖို့ plan မရှိဘူးလာမယ်အဲ့ဒါမျိုးပေါ့နော်ဆိုတော့ x တချို့က x အတွက်ကြည်ရဆိုရင်ပေါ့နော်ကျွန်တော်ဒီမှာခံစားရတော့စကားပြောနေတဲ့ situationship တွေ crush တွေပြီးပြီဆိုရင်ဒီလက်ရှိ relationship တွေကိုမြင်တယ်ဒါပေမဲ့ဒါကိုက x အနေနဲ့ကြည့်လိုက်တာမျိုးကိုယ့်ရဲ့ x ကိုတွေးပြီးကြည့်လိုက်တာမျိုးဆိုရင်တော့သူကပြန်လာဖို့ရှိပါတယ်သူ့စိတ်ထဲမှာကိုယ်မပြတ်နိုင်ဘူးပြောချင်တာဆွမ်းတော့ဒီ energy တွေကိုတွေးလိုက်ပြီးဆိုကြတဲ့အတိုင်းဘာလဲဆိုတော့သူကတင့်နေရာမှာတခြားလူပြောက်ကိုအစားထိုးဖို့သူစူးစမ်းကြည့်ရယ်သူ့မှာအဲ့လိုအစားထိုးစရာလူတွေလည်းအစင်သင့်ရှိနေပါတယ်ဒါပေမဲ့သူမလုံနိုင်ပါဘူးဆိုတော့အဲ့လိုနဲ့ကြည့်မျိုးရပါတယ်ဆိုတော့ပိုင်ဝမ်းလေးတွေအဖြစ်အလုံးလေးရရှင်းလင်းနေနော် the magician သူကလေနည်းနည်းတခြားလူတွေအတွက်ဆိုရင်ဒါနည်းနည်း player ပုံစံမျိုးဖြစ်တာမျိုး playful နည်းနည်းဆန်တာမျိုးရှိကောင်းရှိနိုင်မယ်ဒါပေမဲ့သူကဒီလို the magician လိုလူစားမျိုးနည်း magician ဆိုတာလေကျွန်မမျက်လုံးနဲ့ magician ကောင်းတယ်အနေနဲ့တွေ့ရင်ကောင်းတယ်သူကpowerful ဖြစ်တယ်သူလူချင်တာကိုသူလုပ်နိုင်တယ်ဒါပေမဲ့ magician ကနည်းနည်း dark side ဘက်ကဆိုရင်နည်းနည်းလို့ပြောမလို့လူရှုပ်လို့ကျွန်မခံစားရတယ်သိရမလားအဲ့ဒါတော့
ကျမရဲ့ energy မှာပေါ့နော်တ magician ရဲ့ခက်ကြအဲ့လိုမျိုးဆိုတော့သူတခြားလူတွေကိုသူလုံးနိုင်တယ်ဒါပေမဲ့ကိုမလုံးနိုင်ဘူး तू အဲ့လိုမျိုးသူ့ကို तू မပိုင်တော့သူလို့ခံစားရတဲ့အခါတင့်ကိုလူချင်တဲ့ဆိုတဲ့အချိန်ကြရင်သူ့ကို तू မပိုင်တော့သူလို့ခံစားရတဲ့ဝေါအဲ့ကြောင့်မလို့သိရမလားမင်းကငါ့ရဲ့ energy ကိုလာပြီးတော့နောက်ရှက်နေရဲ့ဘယ်လိုပြောမလဲမာနဲ့ရဲ့သမီးပြိုလေး oh my goodness မိုက်တယ်နော်ဆိုတော့အဲ့လိုမျိုးလေးရတယ်ဆိုတော့ကျမရဲ့ဒီ reading မှာဖက်ခင်အချိန်မှာလေကျမရဲ့ energy ကအခုလိုမျိုးပဲအရင် fresh ဖြစ်နေတာမဟုတ်ဒါပေမဲ့ကျမပိုင်ဝန်းလေးရဲ့ကတ်တွေကိုစလှန်ပြီးဆိုကြရင်ကျမ energy က fresh ဖြစ်ပြီးတော့ပြောစရာရှိတဲ့စကားတွေက auto အဲ့လိုအားလုံးထွက်ကြလာတဲ့ပုံစံမျိုးခံစားရတယ်ပေါ့နော်ဆိုတော့ကျေးဇူးပါဒါပိုင်ဝန်းလေးတွေ reading မှာသူတင်ကိုချစ်လားဆိုရင်ချစ်ပါတယ်ချစ်သေးပါတယ်ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ် reading တွေမှာပြန်ဆုံကြပါမယ် Hello ဖိုင်တူလေးတွေမင်္ဂလာပါရှင်ဆိုတော့ပိုင်း2လေးတွေမှာသူတင်ကိုချစ်သေးလား Queen of Wands Okay ကျမ Queen of Wands မှာတိတ်ပြီးတော့ energy မရအောင်အဲ့တော့နည်းနည်းလောက်ကက်လေးထပ်ခေါ်လိုက်မယ်နော် Five of Cups 8ကိုလာကြည့်ရတူတွေများမယ်ထင်တယ် King of Coins ဒါကဖိုင်ဝမ်းမှာလည်းကြားတယ်ဒါပေမဲ့ထပ်ယူလိုက်တယ်တော့ပေါ့နော်ဒီမှာဘာလဲဆိုတော့တချို့က H ကိုလာကြည့်ရတဲ့တွေအတွက်ကျွန်မအရင်ပြောလိုက်မယ်ဒီမှာ H ရဲ့ energy ကိုရရတယ်ဆိုတော့လေဆိုတော့ H ကနောင်တရနေတယ်ကျွန်တော်ရဲ့ H ကနောင်တရနေတယ်ဒီမှာစိတ်တဖူအစပြန်စားလို့ရမလားဆိုတဲ့ဟာမျိုးရောက်လာဖို့တော့နည်းနည်းကြာလိမ့်မယ်ဒါကတင်းကိုချစ်သေးလားဆိုရင်ချစ်တယ်ပေါ့နော်ချစ်လို့ပဲပြောချင်တာနောင်တရတယ်ဆိုတဲ့ဟာမျိုးဖြစ်တာဆိုတော့နည်းနည်းတော့ချစ်သေးလားဆိုတော့လီနော်မန်နဲ့တစ်ချက် confirm ကြည့်မယ် Okay လိုချင်တဲ့ဖြေပေါ့logic ကအရင်တွေ့ရတဲ့မျိုး logic က thinking ဒီမှာဆိုရင် king of coins မှာအဲ့ဒီ energy မျိုးပြောချင်တာ logic ကတချို့အရာတွေဆိုရင်တော့သိမလားအုံနောက်နဲ့တွက်ချက်တာပြောချင်တာအိတ်ကက်ထရပတ်သက်တွေကိုတွက်ချက်တာအဲ့လိုလူမျိုးနည်းနည်း logical thinking များတဲ့သူမျိုးပေါ့နော်ဆိုတော့ကတ်တီး Oh my goodness ကျွန်မပြပြမယ်ဒီလူကြောင်းဒီတော့နည်းနည်း selfish ဖြစ်တယ်နော်သူဘာလို့ပြန်လာချင်လဲဆိုတော့ X ဆိုရင်ပေါ့နော်ကြီးစားဟောင်းဆိုရင်သူဘာလို့ပြန်လာချင်လဲဆိုတော့တင်းရဲ့တကယ်တောက်ပနေတဲ့ပုံစံကိုမြင်လို့ပြန်လာချင်တာသိလားချစ်လို့ဆိုတာသူ့ကိုယ်သူပိုချစ်တယ်သူ့ကိုယ်သူပိုတွက်တတ်တယ်ကွယ်သူ့ကိုယ်သူပိုချစ်တယ်လို့ကျွန်မမပြောချင်ဘူးဒီလိုလူမျိုးတွေကိုဒါကဘာလဲဆိုသူ့ကိုယ်သူသူ့အတွက်သူပိုတွက်တတ်တဲ့လူစားမျိုးသူကလေအဲ့တော့ကြာဘာလို့ဆို five podcast နောင်လာရဲဆိုတာငါဒီလိုလူမျိုးကိုလက်လွတ်လိုက်ရလေချင်းဆိုတဲ့စိတ်မျိုးနဲ့နောင်လာရတာပြန်လာခြင်းနဲ့ဆိုတာလေသူ့အတွက်တုံးဝင်တဲ့သူမျိုးကိုကသူ့အတွက်ကြည့်မလားအုံနောက်နဲ့တုံးချရဲဆိုရင်တုံးဝင်တဲ့သူမျိုးသူတုံထားခဲ့တဲ့အချိန်တော့သူအဲ့ဒါကိုတိတ်မတွေးမိခဲ့ဘူးထင်တယ်နော်ဆိုတော့ကျွန်မအဲ့လိုခံစားရဲအဲ့လိုမတွေးမိခဲ့ဘူးအဲ့ဒါကြောင့်မလို့သာထားခဲ့ရသူထားခဲ့ပြီးတော့အကောက်ဝေးတစ်ခုကနေတင်ကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာ तू ကတင်ရပေါ့နော် तू ကောင်းကောင်းအသုံးချလို့ရမယ်သူမျိုးဖြစ်တယ်အဲ့ဒါကြောင့်မလို့ तू ပြန်လာချင်တာပါဆိုတော့ तू တင်ကိုချစ်လားဆိုရင်တော့ကျွန်မနည်းနည်းပြောလိုက်မယ်ပေါ့နော်အဲ့ဒါရတဲ့ energy တိုင်း तू အစကနေတင်ကိုမချစ်ခဲ့ပါဘူးသူကိုသူဆိုတာထက်တောင်ပါပဲသူပေါင်းဆိုသူ့အတွက်သုံးဝင်မယ်လို့ထင်တဲ့အရာကိုချစ်တာဒီလူဒီအလုပ်ကိုချစ်တဲ့သူမျိုးဖြစ်လိမ့်မယ်နော်ဒီလူဒီအလုပ်ကိုချစ်တဲ့သူရဲ့အဲ့လို personality ကထားမျိုးဖြစ်နိုင်တယ်ဆိုတော့တင်းရဲ့ crush တို့ဒီမှာကျွန်မ crush တို့လက်ရှိတွဲနေတဲ့လူတွေတော့ energy တော့တိတ်မရအောင်ဒါပေမဲ့လက်ရှိတွဲနေတဲ့သူတွေအတွက်ဆိုရင်တော့ဒါဒီ healthy ဖြစ်တယ်လို့ဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့သင်ကိုယ်တိုင်လည်း Queen of Wands energy တီကိုကကိုယ့်ရဲ့အလုပ်ကိုပြောချင်တာကိုယ့်ရဲ့အလုပ်လုပ်တဲ့ energy ကို show off လုပ်တတ်တဲ့သူမျိုးကိုယ်တိုင်လည်းအလုပ်ကိုချစ်တဲ့သူမျိုးဖြစ်တယ်ဆိုရင် तू ကကိုယ်ချစ်တယ်ကိုယ်လုပ်နေတဲ့အလုပ်ကိုချစ်တယ်ဆိုတဲ့အရာဒီဘယ်လိုပြော healthy ဖြစ်တယ်လို့ကျွန်မတို့မြင်တယ်အရင်ကြီးဘယ်လိုပြောမလဲထောက်စစ်စစ်တီတော့မများဘူးဒါလက်ရှိတွဲနေတဲ့ relationship တွေဆိုရင်တော့ဘာမှမဖြစ်ဘူးတင်းရဲ့ချစ်သူတင်းရဲ့တစ်ဖက်လူကတင်းကိုဘယ်လိုပြောတင်ချစ်တဲ့အလုပ်ကိုသူလည်းချစ်ပါတယ်ဆိုရယ်လူမျိုးဖြစ်တယ်ဆိုရယ်ဟာမျိုးပေါ့နော်နှစ်ယောက်စလုံးက chemistry မိနေရမျိုးဖြစ်နိုင်တယ်ဒါဒီလက်ရှိတွဲနေတဲ့သူမျိုးဆိုရင် X ဆိုရင်တော့ဆောင်းတော့လို့ပဲနည်းနည်း toxicity များပါတယ်သူ toxic ကသူ့အတွက်သူတောင်မဟုတ်ဗာလဲဆောင်းတော့တုံးချလို့ရလားမရဘူးလားဆိုတော့အကျိုးမြတ်ပေါ်မှာမူတည်နေတဲ့ဟာမျိုးပေါ့နော်ဆိုတော့ crush ဆိုရင်တော့တင် crush ကလေတင် crush တင်ကိုပြန်ကြိုက်ချင်တယ်ပြန်ကြိုက်စီချင်တယ်ဆိုရင်ပေါ့လေဒီလို energy မျိုးကိုကြိုက်တယ်ဆိုရင်ပေါ့တင်တော်အောင်ကြိုးစားတောက်ပလင်းထွက်နေအောင်ကြိုးစားတင် crush ကလေတင်စီရောက်လာလိမ့်မယ်ပြီးတော့နောက်တစ်ခါနည်းနည်းအပေးယူဆန်တယ်ကွာဒီလူကတင် crush ဆိုရင်
ငါ့ကိုနင်အသုံးချလို့ရပါတယ်ငါ့ကိုနင်ကောင်းကောင်းသုံးလို့ရတယ်ငါတကယ်ကိုကောင်းတဲ့ဓာတ်တက်လက်ပဲဆိုတဲ့ဟာကိုပြနိုင်အောင်ကြိုးစားအဲ့ဆိုရင်တင် crash ကကျွန်တော်သဘောကျလိမ့်မယ်ဆိုအဲ့လို energy မျိုးရတယ်ဆိုတော့ဒါဒီ fine tool တွေနည်းနည်းလေး fine tool တွေရဲ့လူတွေနည်းနည်းအကျိုးအမြတ်ကိုစဉ်းစားတဲ့လူမျိုးပါเนาะ fine tool တွေကိုယ်တိုင်လည်းအဲ့လိုလူမျိုးဟိုဖြစ်နိုင်ပါတယ်ဒါပေမဲ့သူကတော့နည်းနည်းပို့ပြီးတော့များရပေါ့နော် X တွေဆိုရင်တော့ကျွန်မခံစားရတယ်เนาะဆိုတချို့ကျွန်မရဲ့ပိုင်းတူတွေတည်းကတချို့อ่ะပေါ့နော်ချစ်သေးလားလာကြည့်ရဘယ်လိုပြောမလို့ဆရာမလက်မခံဘူးဆိုတဲ့လူမျိုးကြီးပါမယ်ထင်တယ်ဆိုတော့အဲ့လိုလက်မခံဘူးဆိုရင်တော့သူတခြားလမ်းကိုယူချယ်သွားလိမ့်မယ်ဆိုတော့ဒီလူကလေဘယ်လိုပြောမလဲတော်တော်ကိုအုံနောက်ကိုတုံးနေသူမျိုးเนาะဆိုတော့သူကတနေ့တော့သူ့အကောင်းဆုံးနောက်တိုင်းရအောင်လုပ်တဲ့နေရာဘာလဲသိလားတင်းကိုတင်အကောင်းဆုံးတောက်ပအောင်လုပ်တဲ့ဟာပဲအဲ့ဒါဒီတင်သူနောက်တိုင်းရနေမှာလားဆိုသူကနောက်တိုင်းရပြီးတော့ဒီမလားငိုကြွေးနေတဲ့ energy မျိုးကိုတော့ကျွန်မမတွေ့ဘူးတခုကတော့ဘာလဲဆိုတော့သူနောက်တိုင်းရောက်သွားပြီးရဲ့ချိန်ကြရင်သူဘယ်လိုပြောမလဲသူ့ကိုမပိုင်ဆိုင်တော့နိုင်တော့ပြောချင်တာသူ့လက်ခုပ်ထရကြီးမဟုတ်ဘူးသူပိုင်ဆိုင်နိုင်တဲ့အရာမဟုတ်သူဘယ်လိုပြောမလဲသူအနားကိုကတ်ခွင့်ရှိတဲ့အရာမဟုတ်ဘူးလို့သူတိသွားတဲ့အချိန်ကျရင်တော့သူ့ရဲ့အဲ့လိုအတွင်းမှာလေအငုံးစိတ်လေးပေါ်လာပြီးတော့အဲ့လိုနည်းနည်းနာသွားမယ်တင်တယ်အဲ့အမျိုးပေါ့နော်ဆိုတော့ကျမတော့ဒါ X တွေအတွက်ဆိုရင်တော့ကြံပြီးချင်တာတခုရှိရဲပြန်လက်မခံနေပေါ့နော်ဆိုတော့ညောင်းတချို့ကလည်းလက်ခံချင်တယ်ဆိုရင်တော့လည်းလက်ခံပေါ့နော်ဒီလိုရဲ့ energy ကဆွမ်းတော့လို့ပုံစံမျိုးကိုက okay ရဲ့ဒီ energy ကိုတော့ကျမတို့ကလက်ခံနိုင်ပါတယ်ကျွန်တော်တို့ကလက်ခံနိုင်ပါတယ်ဆိုရင်လည်းသဘောပါပဲကဲဆိုတော့ advice လေးကြည့်ပေးမယ်နော်ဆိုတော့ fine tool လေးတွေအတွက် advice okay emperor ကိုနေရာမှာကိုနေ judge တချို့ຢာရေးအဆုံးသတ်လိုက်ကျွန်မပြောပြရဲဆုံးတော့ပြောရဲအဲ့ဆိုရင်ဒါကပြီးသွားမဲ့ condition ဒီလူကိုတင်တို့လက်ခံချင်မှာမဟုတ်ဘူးဆိုတာ maybe ဖြစ်နိုင်တယ်เนาะဆိုတော့လက်ခံတဲ့သူမျိုးလည်းမဟုတ်ဘူးဆုံးတော့ energy မှာအဲ့အကျိုးအမြတ်ကိုတွေ့လူတယောက်ကအကျိုးအမြတ်ကိုတွေ့ရတယ်လူတယောက်ဒီဆုံးတော့ပြောရဲ relationship တွေဆိုရင် healthy ဖြစ်တယ်လို့ကျွန်မဘာလို့ပြောအောင်ဆိုတော့သူလေးသူ့ဘက်ကအကျိုးအမြတ်ကိုသူတွက်မှာပဲလေတင်လဲတင်ဟာတင်တောက်ပါဒီနှစ်ခုကသွား match ဖြစ်တဲ့အဆင်ပြေတယ်ဒါပေမဲ့အဲ့တွေကြတော့ဘယ်လိုမျိုးလဲဆိုတော့လေအဲ့လိုဟိုကျွန်မခံစားတာတခုရှိချစ်တောင်မချစ်ခဲ့ဘူးဆိုတာဟာမျိုးသူအကျိုးအမြတ်ကိုပဲတွက်တာဒီလူတီဟိုအကျိုးအမြတ်ကိုပဲတွက်တယ်ဆိုတော့လူတယောက်ကလေဘလောက်အကျိုးအမြတ်တွက်တဲ့သူမျိုးဖြစ်ချစ်တယ်ဆိုရင်အဲ့ဒီစိတ်ကနောက်ကိုရောက်တယ်အဲ့ဒါကိုကျွန်မဘလို့ပြောပြရမလဲမသိဘူးဆိုတော့ကျွန်မရဲ့အဲ့လိုအလုပ်ပါတနာရေးထဲမှာအဲ့လိုအကျိုးမြတ်တွက်တဲ့သူတွေအများကြီးရှိတယ်ဒါပေမဲ့သူတို့ဒီအလုံးမှာပဲအဲ့ဒါမျိုးတွက်တာဖြစ်တယ်တကယ်ဒူတွေကိုကူညီရမယ်ဆိုတဲ့အချိန်လူမှုရေးနဲ့ပတ်သက်တဲ့အရာမျိုးတွေဆိုရင်သူတို့ကဘာလဲဆိုတော့သူတို့ရဲ့နုညံ့တဲ့နှလုံးသားကိုပြရတယ်ဒါဒီတော်ကိုအကျိုးမြတ်တွက်တဲ့သူမျိုးဆိုရင်တော့ဒါမျိုးပေါ့နော်ဆိုတော့အဲ့လိုမဟုတ်ဘဲနဲ့အရာရာတိုင်းကိုဒီလိုလိုက်လုပ်တယ်ဆိုရင်အဲ့ဒါ toxic ဖြစ်တယ်အဲ့သူဒီကျွန်မဟိုလိုဘယ်လိုပြောမလဲတစ်ဖက်သားကိုတည့်ရတိပြောရတော့မဟုတ်ဘူးအဲ့လိုသူမျိုးတွေဒီလက်ပိတ်ပါတယ်အဲ့ဒါသူတို့ဘလောက်ပဲရှာဘလောက်ပဲအကျိုးမြတ်ကိုရှာသူတို့စီမှာအကျိုးမြတ်ပိတ်တယ်ဘာလို့လဲဆိုတော့တခြားတော့လို့ပြောမလို့ကျမတို့ဒီစီဝါရှာဖြစ်အကျိုးမြတ်ကိုထည့်တွက်တာဖြစ်ပညာရေးမှာဖြစ်နှစ်ခုနှစ်ဖက်ကိုတွက်ဘာလဲဆိုတော့ကိုယ့်ရဲ့ဘယ်လိုပြောမလို့ကိုကရောဘာတွေကို sharing လုပ်ပေးမလဲကိုကရောဘာတွေပြန်ရနိုင်လဲပြီးမိဆိုတာနဲ့တပြိုင်နက်တည်းမှာဘာလို့ဖို့ကျမတို့ကဒီအကျိုးမြတ်တွေကိုရှာရတယ်ကိုတယောက်တည်းအတွက်လားရည်ရွယ်ချက်ဒါမှမဟုတ်တခြားသူတွေကို sharing လုပ်ပေးဖို့လားစသဖြင့်ဒါမျိုးရည်ရွယ်ချက်တွေရှိတယ်ဒီလူကသာဘာအောင်ဆိုဒီတိုင်းကိုပဲသူအုံနောက်ကအကျိုးမြတ်ကိုထိုင်တွက်တဲ့သူမျိုးဆိုရင်တော့အဆင်မပြေပါဘူးပေါ့နော်ဆိုတော့ကျမတို့ဒီ emperor တင်းတို့တိတက်တဲ့ message လို့ပြရတဲ့အခါမှာဒီ emperor ဒါဒီ crash ပဲဖြစ် age ပဲဖြစ် black relationship ပဲဖြစ်ဒီ emperor ဖြစ်တဲ့အတွက်ကြောင့်မို့လို့တင်းအခုလိုက်ရှိထိုင်နေတဲ့နေရာတင်ကကျမဒီမှာခံစား Queen of Wands energy ကတင် energy တော့တင်အောင်မြင်နေတဲ့နေရာအဲ့နေရာနေစင်မပေးလိုက်ပါနဲ့စင်ပေးလိုက်ပြီဆိုတာနဲ့အဆင်ပြေမှာမဟုတ်ပါဘူးတင်ရဲ့နေရာမှာပဲတင်ထိုင်နေပါသူချစ်သည်ဖြစ်စီမချစ်သည်ဖြစ်စီထွက်သွားသည်ဖြစ်စီထွက်မသွားသည်ဖြစ်စီသူတင်ကိုဘလို့ပဲသဘောထားတင်ကတော့တောက်ပနေပါလို့ကျမအကြံပေးချင်ပါတယ်ဆိုတော့ကျေးဇူးတင်ပါတယ်ကျမတို့နောက်ထပ် reading မှာပြန်ဆောင်ချပါမယ်ရှင် Hello fine 3လေးတွေကိုရွေးထားတဲ့ကျမရဲ့ပိုင်တရီလေးမင်္ဂလာပါရှင်ဆိုတော့ကြည့်လိုက်ကြရအောင် The Hierophant သူတင်အောင်ချစ်သေးလားဆိုတော့ The Hierophant Okay
hero fan မှာ energy တစ်ခုရရဒါပေမဲ့မတီးထားသေးလို့ပေါ့နော်ကျွန်တော်ဆက်ကြည့်လိုက်ပါအောင်မယ်တန်ရောစင်ရှိရချစ်တယ်ဘာပြောကြမလို့ချစ်တယ်တန်ရောစင်ရှိရဒါပေမဲ့သူ့ရဲ့အချက်ကဒီအဲ့လိုဆိုရအောင်ခလေးဆန်တဲ့အချက်မျိုးကြီးဒါမှမဟုတ်ဆယ်ကျော်သက်ချစ်တယ်အရန် romantic ချစ်နေရမျိုးကြီးတော့မဟုတ်ဘူးပါလဲဆိုရင်ရေရှည်သွားချင်တယ်တန်ရောစင်ရှိရအဲ့လိုမျိုးအချက်မျိုးဖြစ်ပါတယ်ဒါဒီလက်ထပ်ထားတဲ့သူတွေအတွက်ဖြစ်နိုင်တယ်တချို့ကြတော့ relationship commitment တွေမှာရောက်နေတဲ့သူတွေအတွက်ဖြစ်နိုင်တယ်ကျွန်မဒီမှာ Ace ရဲ့ energy ကိုမရဘူးရှင်ဆိုတော့ဒါပေမဲ့ Ace နဲ့ပြန်စကားပြောနေတဲ့အချိန်လေးရှိရဆိုရင်လည်းဖြစ်နိုင်တယ်crush ဆိုရင်လည်း maybe ဖြစ်နိုင်တယ်ဒါပေမဲ့ဒီမှာကတော့လက်ရှိတွဲနေတဲ့ relationship တွေရဲ့ energy ကိုပိုရပါတယ်လက်ရှိစကားပြောနေတဲ့ situation shift တွေရဲ့ energy ကိုပိုရပါတယ်ရှင်ဆိုတော့စာတင်ချလာတင်ဘလို့သဘောထားတယ်တင်ဘလို့သဘောထား okay 5 for wind 7 of wands တင်းနဲ့ပတ်သက်ပြီးတော့ကျွန်မဒီမှာခန်းစားလိုက်ရတာလေတင်းနဲ့ပတ်သက်ပြီးတော့အဲ့လိုပေါ့နော် show off လုပ်လိုက်တယ်ဆိုရင်တချို့ဆိုရင် H တွေစကားပြန်ပြောနေရဲ့တချို့ကြလည်းအဲ့လိုမဟုတ်ဘူးကိုယ့်ရဲ့ relationship ကိုဒီလူတွေကိုထုတ်ပြလိုက်တယ်ဆိုရင်တဲ့လူတွေကဘယ်လိုပြောမလဲပြောကြမှာပေါ့နော်ဝိုင်းပြောကြမယ်ဆိုတဲ့ဟာမျိုးသူသိရဲတဲ့သူနားလဲဒါပေမဲ့ငါဖြည့်ရှင်းနိုင်ပါတယ်တဲ့ရှင်းတယ်သူစကားရှင်းတယ်ပေါ့နော်သူရဲ့သဘောထားရှင်းတယ်ငါဖြည့်ရှင်းနိုင်ပါတယ်တဲ့အဲ့တော့ထုတ်ပြမယ်ဆိုတဲ့သဘောပဲဒီ energy ဒီကောင်းပါတယ်တချို့ relationship တွေတချို့ဒါကတော့ယောက်ျားရဲ့မိန်းမရဲ့လို့ကျွန်မ gender တွေတော့မခွဲတော့ဘူးတချို့လူတွေမှရှိရပါလဲဆိုတော့လူတွေကငါ့ကိုဝိုင်းပြောမှာပေါ့ငါရဲ့ dignity ကတစ်မျိုးဖြစ်သွားမှာပေါ့ဥပမာတချို့ဆိုရင်ဒီဥပမာဆိုစီးပွားပြိုင်ဘက်နှစ်ခုပေါ့နော်ဒါမှမဟုတ် organization နှစ်ခုအဲ့လိုမျိုးတွေကနေပြီးမတူညီတဲ့တူတွေက relation တွေဖြစ်သွားတဲ့အခါမှာဒါကိုပြောပြဖို့ခက်ခဲကြတယ်အဲ့ဒါမျိုးကိုကျွန်မမျက်စိရှိမှတွေ့ဘူးလေပေါ့နော်မျက်စိရှိမှတွေ့ဘူးလေrelationship ဖြစ်တာလည်းတော်တော်ကြာနေပြီဒါပေမဲ့ show off လုပ်ဖို့ပြဖို့ခက်တယ်ဘာဖြစ်လို့လဲဆိုတော့ဒါကိုလူတွေကို show off လုပ်လိုက်ပြီးဆိုရင်သူတို့အနေနဲ့သူတို့ရဲ့ dignity သူတို့ရဲ့ဂုဏ်သိက္ခာတွေပေါ်မှာဘယ်လိုပြောမလဲတက်ရောက်မှုရှိတယ်သူတို့အလုပ်တွေပေါ်မှာလည်းတက်ရောက်မှုရှိတယ်နောက်ဆုံးသူတို့အဖွဲ့အစည်းပေါ်မှာမတက်ရောက်မှုရှိရဆိုတဲ့လူမျိုးတွေအခြေအနေမျိုးတွေရှိတတ်တယ်အဲ့တော့ထုံပြကြပေါ့လေနော်ဆိုအဲ့တော့ဒီလူနှစ်ယောက်တည်ဘယ်လိုပြောမလဲစစ်မှန်ကြတယ်စစ်ကြတယ်ဆိုရင်တော့အဲ့လူတွေကကွဲသွားကြတာများတယ်ဒါဒီနှစ်တစ်ခုပိုင်းခြားပေါ့3နှစ်တော့၎င်း4နှစ်တော့၎င်း relationship ရဲ့သူတွေမှာတောင်ဒီလိုဖြစ်တယ်နော်ဆိုတော့ဒီလူရဲ့ energy ပေါ့ဒါကတခြားလူအကြောင်းပြပြတင်းတို့ဘာလို့ဆိုတင်းတို့ဒီကံကောင်းတယ်ဆိုတဲ့အကြောင်းပြပြရှင်းပြကြလို့ပေါ့နော်ဒီလူကပါလဲဆိုတော့ထုတ်ပြတဲ့အခါမှာနည်းနည်းပြဿနာဖြစ်မယ်ဆိုတာသိရတယ်တချို့ကြလည်းမိဘအတိုင်းဝိုင်းကြောင်းလည်းဖြစ်နိုင်တယ်ထုတ်ပြတဲ့အခါမှာနည်းနည်းပြဿနာဖြစ်မယ်ဆိုတာသိတယ်ဒါပေမဲ့ကိုပြေရှင်းနိုင်တယ်တဲ့ဆိုတော့ဒီစကားတွေလွယ်လွယ်နဲ့ပြောတာမဟုတ်ပါဘူး The Hero Fan Energy ဒီလွယ်လွယ်လေးနဲ့ဂတိပေးတဲ့ဒါလွယ်လွယ်လေးနဲ့ပြောတတ်တဲ့ energy မဟုတ်ဘူးဆိုတော့ကြတော့သူထုတ်ပြကြတယ်ဆိုတဲ့ဟာမျိုးပေါ့မှာတော့ပါအောင်ဆိုတော့ငါတာဝန်ယူနိုင်တယ်လေတဲ့အဲ့တော့ငါထုတ်ပြမယ်တဲ့ဘာမှဖြစ်ဖို့ပေါ့နော်ဆိုတော့တင်အမ်ပါရာပြီးပြီဘာမှမပြောတော့ပြီးသွားပြီရှင်တို့ရဲ့ reading ညမှာရင်အဆုံးဖြတ်ဒီအားလုံးပြီးသွားပါပြီပေါ့နော်တင်အမ်ပါရာငါတာဝန်ယူနိုင်တယ်သူ့ရဲ့ဒီ energy မှာလေကျမလေးစကားလုံးလေးထပ်မထွက်တာမဟုတ်ဘယ်လိုပြောမလို့ထပ်ယူစရာမရှိတော့တာကျမဒီစကားပဲဆက်ဆက်ပြောတာဘာလို့ဆိုတော့ငါတာဝန်ယူနိုင်တယ်ဆိုတဲ့ဟာဒီ hero fan ကိုမြင်ခဲ့ရတိုင်းကျမအဲ့ခံတော့အဲ့ခံစားချက်ကြီးကိုရှင်ထဲမှာလေခံစားလှိမ့်လဲခံစားရတယ်။ဒီပိုင်းလေးတော့ဒီ ever ထပ်ပြီး confirm ပေးလိုက်တဲ့ခါမှာကျွန်မမပြောစရာစကားမရှိတော့ဘူး။သူတို့ကတာဝန်ယူနိုင်တယ်။တဲ့ုံတာဝန်ယူပေးနိုင်တယ်။အဲ့တော့ကြတော့ထုတ်ပြစရာရှာထုတ်ပြလိုက်လို့ရတယ်။ဒီပဲမြင်လား။ဆိုတော့ဘွားမှာဒီပြိုပြက်တဲ့အခြေအနေပျက်စီးရဲ့အခြေအနေဒီလူဒီနည်းနည်းလေးတော့မဟုတ်ဘူးဖြစ်နိုင်တယ်တချို့သူတွေဒီတင်းတို့ထက်အသက်ကြီးရဲ့သူမျိုးဖြစ်နိုင်တယ်နော်ဆိုတော့ငါရင်ဆိုင်ခဲ့ပြီးသားဖြစ်ပါတယ်တဲ့ငါ့ကိုအများကြီးစိတ်မပူပါနဲ့ငါရင်ဆိုင်မှုပါတယ်တဲ့ရင်မဆိုင်ဘူးပဲနဲ့တည့်ရမလားစကားလေးလွယ်ပြောနေရမှာမဟုတ်ပါဘူးတဲ့ငါရင်ဆိုင်မှုပါတယ်ဒါကြောင့်မို့လို့ငါတို့လုံးနိုင်တယ်ငါလုတ်ပေးနိုင်ပါတယ်တဲ့အဲ့တော့ထုတ်ပြလိုက်လို့ရတယ်ထုတ်ပြလိုက်လို့ရတယ်မင်းဖြစ်ချင်တာတွေလုပ်လို့ရတယ်ဆိုပြောချင်တာလေကျွန်မကိုကြိုက်တာလားလုပ်လိုက်တော့ तू ရှင်းနိုင်တယ်အဲ့လို energy မျိုး
နော်ကျမပြောပြမယ်နော်ကျွန်တော်ဖိုင်3တွေကန်ကောင်းတယ်နော်အဲ့ဒါတခုကျမအရင်ပြောပြချင်ပါတယ်ဘာလို့ဆိုတော့တချို့ကလေနောက်ကျမဒီစကားကိုပြောပါတယ်ဟိုရှေ့ရရီတခုမှလည်းပြောတယ်တစ်ဖက်ကလှုပ်ပေးချင်တယ်ဆိုတော့ကိုဘက်ကဘယ်လိုပြောမလဲလက်ခံတတ်ဖို့အရေးကြီးရယ်နော်ဆိုတော့ဒီလိုမျိုးပေါ့နော်လူတယောက်ကိုချစ်ပေးရဲဆိုတော့အရာဒီစေတနာရှိဖို့လည်းလိုသလိုနောက်တစ်ခုကအစွမ်းစားရှိဖို့လည်းလိုတယ်ဘာမှမဟုတ်တဲ့ဘယ်လိုပြောမလဲဒီလိုစွမ်းဆောင်နိုင်တာမျိုးမဟုတ်ဘူးဒီလိုပုံစံမျိုးပေါ့နော်ပြောချင်တာတာဝန်ယူနိုင်တာမျိုးမဟုတ်ဘူးတာဝန်ယူပါတယ်ဆိုတဲ့စကားကြီးမလွယ်ဘူးနော်ကျမတို့တချို့ဘာမှမဟုတ်တဲ့ဒီတာမန်အလုပ်ကလေးမှာတာဝန်ယူပါတယ်ဆိုတဲ့စကားကိုပြောဖို့တောင်မှပဲကျမတို့တော်စဉ်းစားရပါတယ်เนาะဆိုတော့ဒီလိုလူတစ်ယောက် relationship တကူတာဝန်ယူရတယ်ဆိုတဲ့စကားကိုပြောမလွယ်ပါဘူးအဲ့လိုမလွယ်ဘူးဆိုတော့အဲ့လိုတာဝန်ယူပေးနိုင်တဲ့အစွမ်းအစရှိတဲ့သူမျိုးတွေဒါဒီစကားကိုပြောရဲပါတယ်ထပ်ပြောပါမယ်เนาะဒီလိုတာဝန်ယူနိုင်တဲ့အစွမ်းအစရှိတဲ့သူမျိုးတွေဒါဒီစကားကိုငါတာဝန်ယူပါတယ်လို့ပြောနိုင်ပါတယ်ဆိုတော့ကျမပြောတာတခြားကိစ္စမျိုးတွေမဟုတ်ဘူးလူတွေတူတယောက်ချင်းစီရဲ့เนาะယောက်ျားမိန်းမမခွဲတော့လူတယောက်ချင်းစီကိုချစ်တဲ့သူရဲ့ emotional responsibility သူ့ရဲ့ခံစားချက်ဟာငါ့ပေါ်မှာတာဝန်ရှိပါတယ်သူ့ရဲ့ mentality သူ့ရဲ့ state ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ထိခိုက်မှုတွေဟာနဲ့ပတ်သက်ရင်ငါကတာဝန်ယူပေးနိုင်ပါတယ်သူ့ရဲ့ physically နဲ့ပတ်သက်ပြီးဆိုရင်ငါကတာဝန်ယူပေးနိုင်ပါတယ်ဆိုတာအဲ့လိုတာဝန်ယူနိုင်တဲ့အစွမ်းအစရှိတဲ့အဲ့လိုဖြည့်ရှင်းနိုင်စွမ်းရှိတဲ့အဲ့လိုဖြည့်ရှင်းနိုင်စွမ်းရှိတဲ့လူတွေကတာဝန်ယူပါတယ်လို့ပြောနိုင်ပါတယ်အဲ့လိုအစမ်းအစာမရှိတဲ့သူတွေဒီအဲ့စကားကိုမပြောနိုင်ပါဘူးဆိုတော့တချို့ကြတော့လေဒါကသူတို့ဖြတ်တန်းမှုအတွက်အချိန်တစ်ခုလိုတည်ရတဲ့အတွက်မပြောနိုင်သေးတဲ့သူတွေလည်းရှိပါတယ်ဒါကိုကျမကတိကျပြီးပြောတာမဟုတ်ဘူးဒါပေမဲ့တင်တို့ကန်ကောင်းနေဆိုတာပြောချင်တာ relationship မှာမညီမျှမှုတွေရှိရဆိုရင်ပြောကြမကောင်းတစ်ဖက်ကအဲ့လိုမျိုးမညီမျှမှုတွေရှိရဆိုရင်တော့အဲ့မညီမျှမှုတွေအတွက်ကိုကပိုပိုတတလေးတာဝန်ယူပေးပါမယ်လို့ပြောလိုက်ပြီးဆိုရင်အရန်ပြောစရာကောင်းပါတယ်ပြီးတော့အာကိုကျင်စရာကောင်းတယ်ဒါဒီတင်းဒီကျမ reading ကိုနားထောင်နေဒါယောက်ျားလေးဖြစ်နေဆိုရင်စိတ်မပူနဲ့အဲ့ဒီအမျိုးသမီးတွေတာဝန်ယူနိုင်တယ်လို့ပြောချင်တာတင်းကအမျိုးသမီးဖြစ်နေရဆိုရင်လည်းစိတ်မပူနဲ့အဲ့ဒီအမျိုးသားတွေတာဝန်ယူနိုင်တယ်လို့ပြောချင်တာတကယ်ကိုပဲရင်းချက်ပြီးတော့သူတကယ်တာဝန်ယူနိုင်တဲ့ပုံစံမျိုးပါတကယ် healthy ဖြစ်ပါတယ်ဆိုတော့ okay သူတင်းကိုချစ်လားဆိုရင်ကျမရဲ့ reading တိုင်းချစ်တာထပ်ပို့ပါတယ်သူတင်းကိုတာဝန်ယူနိုင်ပါတယ်ဒါကတော့ကျမရဲ့နောက်ဆုံးအဖြေဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျေးဇူးတင်ပါတယ်ကျမတို့နောက်ထပ် reading နေမှာပြန်ဆောင်ကြပါမယ် fine 3လေးတွေကနောက်ဆုံးပိတ်အိမ်နဲ့လွယ်သွားတကယ်မိုက်တယ်